Spider-Man Brand New Day နဲ့ပတ်သက်ပြီးတော့ theory လေးတစ်ခုကျွန်တော်ပြောချင်တယ် Spider-Man Brand New Day မှာကျွန်တော်တို့နည်းနည်းနဲ့ dark theory တစ်ခုကျွန်တော်ပြောချင်တယ်ဘာလဲဆိုလို့ရှိရင်ဒီ Brand New Day မှာ Mary Jane သေသွားနိုင်တယ်ဆိုတဲ့ဥစ္စာပဲဖြစ်တယ်ဘာလို့ကျွန်တော်ဒီလိုမျိုးပြောရတယ်ဆိုတဲ့ဥစ္စာလဲကျွန်တော်မှအချောင်းပြချက်ရှိတယ်ဘာလို့ဆိုတော့ Marvel ကတခြားလုံးပေါ့လေ Spider-Man ကို happy ending ဆိုတဲ့ဥစ္စာမပေးခဲ့ဘူးဗျာဒီလား happy ending ဆိုလို့လဲပေးဖို့လဲအလားလားအဲ့လိုမျိုးစိတ်ကူးမရင်အောင်လို့ထင်တယ်အဲ့တော့ Day Series မှာလဲပေးဖို့ရှာခိုင်းတော့မရှိHome Series ပြောလို့ရှိရင် Day Series က3ခုလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲ Tom Holland ကစာချုပ်ကို6ကားထိချုပ်ထားပြီလို့လဲကျွန်တော်သတင်းကြားရပေါ့လေအဲ့တော့က Day Series မှာဘယ်လိုမျိုး tragedy တွေပေးမယ်ဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ Day Series ကိုသွားမယ်ဆိုလို့ရှိရင် Mary James ကိုဆက်လက်ပြီးတော့ခေါ်ရမယ်အစား Mary Jane ကိုတပ်ပလိုက်လိမ့်မယ်လို့ကျွန်တော်ပို့ပြီးတော့ထင်တယ်အဲ့အချိန်ကြတော့မှလည်း Spider-Man ပို့ပြီးတော့ mature ဖြစ်လာလိမ့်မယ်ပြီးတော့လို့ရှိရင်ပို့ပြီး dark ဆန်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့အချိန်ကြတော့မှလည်း Spider-Man တခြားအရန်အင်အားကြီးတဲ့ villain တွေကိုရှင်မောင်တန်းနိုင်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုး Mary James ကသူရှင်းပြရ Spider-Man အားနည်းချက်တစ်ခုဖြစ်နေလို့ရှိရင် Spider-Man ဒီတက်ကြီးမားတဲ့ရန်သူတွေကိုပေါ့လေဘယ်လုံးမှရင်ဆိုင်နိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့ဒီကားမှာနေကျွန်တော်တို့က Mary Jane နဲ့ပတ်သက်ပြီးတော့ Spider-Man ရဲ့ weakness က Mary Jane ဆိုတဲ့ဥစ္စာ villain ကတိသွားပြီးတော့ချင်းချောက်ပြီးတော့ Mary Jane ကိုတပ်ပလိုက်ဖို့ရခိုင်တော့အရင်များတယ်။အဲ့လိုတပ်ပလိုက်တော့မှလည်းရှင်းပြလို့ရှိရင် dark အဖြစ်ဆုံး Spider-Man ရဲ့အခြေအနေတစ်ခုလည်းကျွန်တော်တွေ့ရမယ်။ Spider-Man mutation ဖြစ်တဲ့ဥစ္စာကိုလည်းကျွန်တော် trailer မှာတွေ့ရတယ်မလား။ trailer မှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ပို့ပြီးတော့ Dark Sun နဲ့Spider-Man တကောင်ကိုကျွန်တော်တွေ့ရလိမ့်မယ်လို့ထင်တယ်။အဲ့ချိန်ကြတော့မှပဲ Spider-Man ကကယ်ဆယ်လို့မရတော့တဲ့အနေအထားတစ်ခုကိုနောက်ဆုံးမှာ tragedy တစ်ခုဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့မှပဲနောက်ဇက်ကားပေါ့ Day Series ရဲ့2ကားမြောက် Spider-Man ရဲ့5ကားမြောက်မှာ Spider-Man ဘလို့မျိုးပြန်ဖြစ်လာတယ်ဆိုတဲ့ဥစ္စာဟာကိုကျွန်တော်တို့ကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီ series မှာတော့ကျွန်တော်ဒီ Brand New Day မှာတော့ကျွန်တော်ကြည့်ပုံအရဆိုလို့ရှိရင် Mary Jane တင်နိုင်ရရှိလေလေလို့လည်းကျွန်တော်ထင်တယ်။ပြီးတော့လို့ရှိရင် Spider-Man ကလည်း dark ဖြစ်ပြီးတော့ရှင်းပြလို့ရှိရင်ဒီ Man Spider လို့ပုံစံမျိုးဖြစ်သွားလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်မဟုတ်ရင်တော့မှအဲ့လိုမျိုး mutate ဖြစ်သွားပြီးတော့ကွာတခုခုလို့မျိုးတာမန်လူမဟုတ်တော့ဘဲနဲ့ mutation ဖြစ်ပြီးတော့ dark ဖြစ်သွားလိမ့်မယ်လို့ထင်တယ်အဲ့တော့ကြောင့်တော့မှအဲ့လိုမျိုးသူကအမှောင်ထဲမှာပဲတုံးမဟုတ်လို့ရှိရင်ဒီကဘာတွေကြားထဲမှာပဲရှောက်သွားနေတဲ့ကောင်လိုမျိုးပုံစံလိုမျိုးအဲ့လိုမျိုးဖြစ်သွားလို့ရှိရင်တော့ပို့ပြီးတော့လမ်းမယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်ရဲ့ theory ပါနောက်ပြီးတော့ရှင်ဒီ villain ကတော့တချို့တွေကတော့ Jean Grey လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ထင်တော့ Gwen Stacy လည်းဖြစ်နိုင်တယ်ပေါ့လေဘာလို့လဲဆိုတော့တခြားကဘာလာတဲ့ Spider Woman ပေါ့လေ Spider Lady လည်းဖြစ်နိုင်တယ်ပြီးတော့လို့ရှိရင် Multiverse ထဲကိုမိတ်ဆက်ပေးဖို့လဲရာခိုင်နှုန်းအရင်များနေတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကြောင့်မှလဲ Don't Stay တို့ပေါင်းနဲ့လဲပြန်ပြီးတော့ချိန်လို့ရမယ်လို့ထင်တယ်အဲ့တော့မှလည်းပဲ Don't Stay ထဲမှာ Spider-Man ကလိုမျိုးကောင်းတကောင်အနေနဲ့ပါပြီးတော့တို့မို့လို့ရှိရင် Dark Avenger ပုံစံလိုမျိုးဖြစ်ပြီးတော့hero တွေကိုကူညီတဲ့အပိုင်းတွေမှာပါလာလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်ရဲ့ theory ပါ Mary Jane ကတည်နိုင်တယ် Spider-Man ကလည်း dark ဖြစ်သွားနိုင်တယ် tragedy ending နဲ့အဆုံးသတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ Day Series တွေရော Spider-Man ရဲ့ဒီထွက်ခဲ့တဲ့ series တစ်လျှောက်လုံးမှာ Spider-Man happy ending ရဖို့ရကိုင်းတော့ရနေတယ်လို့ပြောကျွန်တော်ထင်တယ်ပြီးသွားလို့ရှိရင် interview တွေမှာလည်း Tom Holland နဲ့ Zendaya ကမျက်ရည်တုပ်ဖို့အတွက်4ခန်းလောက်ရှိတယ်လို့ကျွန်တော်တို့လည်းသတိပေးထားတယ်အဲ့တော့ကြောင့်မို့လို့ကျွန်တော်တင်တော့ဒါရကိုင်းတော့အရင်များတဲ့ theory တစ်ခုလို့တော့ကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ရဲ့ user ချက်ကိုလည်းကျွန်တော်ပြောခဲ့ပါအောင်ဒီ theory ကတော့မဖြစ်မလာပါစေနဲ့လို့တော့ကျွန်တော်ဆုတောင်းတယ်ပေါ့လေဘာလို့လဲဆိုကျွန်တော်လည်းရှင်းပြလို့ရှိရင်ကြည့်လို့ရှိရင် Spider-Man tag ဖြစ်သွားလို့ရှိရင်ကျွန်တော်လည်းဝမ်းနေမိမှာပဲကွာဒီလားအဲ့တော့မဖြစ်လာပါစေနဲ့လို့ဆူတောင်းတယ်ဒါပေမဲ့ဖြစ်လာလို့ရှိရင်လည်းမျက်ရည်ကျဖို့ကျွန်တော် prepare လုပ်ထားဖို့ကျွန်တော်ဒီကနေပြီးတော့ပြောဆိုချင်ပါတယ်ခင်ဗျားတို့ရဲ့တွေးတွေကိုအောက်မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲကြည့်ပေးကြတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ် peace